င်္ဂလာပါခင်ဗျာ Chess လာလို့ channel လေးပြောကြိုးဆိုပါရစေဒီနေ့မှာတော့ The Third World Chess Championship match ရဲ့ Game 19ကို review လုပ်သွားပါမယ် Steinitz နဲ့ Conspat တို့ဟာ18ပွဲအထိကစားပြီးတဲ့နောက်မှာတော့ Steinitz က10မှတ် Conspat က10မှတ်နဲ့အမှတ်တွေရတာကြပါတယ်တကယ်စဉ်းစားကြည့်မယ်ဆိုရှင်တော့ဒီနောက်မှာရင် Steinitz ကနိုင်သွားပြီလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုရှင်အခုခေတ်စင်မြင့်နေရစဉ်းစားကြည့်မယ်ဆိုရှင်အဲ့လိုမျိုးပွဲပြေးသွားတဲ့အထိမှတ်တူနေခဲ့မယ်ဆိုရှင်ကချန်ပီယံဖြစ်တဲ့သူကဒါချန်ပီယံဆက်ထိန်ဝင်ရမှာပါချန်လန်ဂျာချန်ပီယံဖြစ်လာမှာမဟုတ်ပါဘူးအဲ့ခေတ်ကတော့ဘာလို့နောက်တစ်ပွဲဆက်ကစားလဲတော့မပြောတတ်ပါဘူးဒီ game night ထဲမှာတော့ Puma Steinitz ကစားပြီးတော့နှစ်ပါး Conspat ကစားတာပါတယ်ပွဲကြည့်လိုက်မယ်ဆိုရှင် D4 D5 E3 Steinitz ကဒီပွဲမှာတော့ C4 ရင်မတက်ဘဲနဲ့ E3 ဆိုပြီးတော့တက်ထားပါတယ် flexible ဖြစ်ဖြစ်နဲ့ကစားတာပါနောက်လည်းမှာ C4 တက်ပြီးတော့ win sum နဲ့ကစားခြင်းလည်းကစားမယ်ဒါမှမဟုတ်လဲ C4 မတက်သေးဘဲနဲ့တခြားကွက်တွေရွှေ့ပြီးတော့ Collie system ဒါမှမဟုတ်ဒီဘက်က B3 ရေ short ရင်ချက်တို့တွေလုပ်ပြီးတော့ Collie Super system အဲ့လိုမျိုးကစားမျိုးတွေလည်းလုပ်ချင်လုပ်မယ်ဆိုပြီးတော့ပြင်လာတာပါKnight f6 C4 အခုလည်းမှာတော့ C4 တက်လိုက်ခြင်းအပြင် Queen Gambit ပုံစံမျိုးကိုကူးပြောင်းသွားပါတယ် E6 Knight C3 Bishop E7 Knight f3 Castle King side Bishop E2 D-Take C4 Bishop Take C4 C5 နောက်ကဒီပုံနဲ့ PUS C ပုံကိုလဲပြီးတော့အခုလည်းမှာတော့သူ့ရဲ့ C ပုံနဲ့ PUS D ပုံကိုထပ်လဲမယ်ဆိုပြီးတော့မေးပါတယ်လဲမလားဆိုပြီးတော့မေးပါတယ်Castle King side Knight C6 D-Take C5 Bishop Take C5 Queen Take D8 Steinitz က Queen တွေကိုလဲထုတ်လိုက်တယ်အကောင်တွေရှင်းထားပါတယ် Rook Take D8 တကယ်လို့တည်ကြခဲ့မယ်ဆိုရှင်လဲနိုင်မှာဖြစ်တဲ့လို့ကြောင့်မလို့သိပြီးတော့တည်ဖြစ်မှာတွေပါ use size ရမလို့ပါဘူး Bishop D2 A6 Rook AC1 Steinitz ကသူ့ရထားကို open file ကိုပို့ထားတယ် Bishop A7 Rook F-D1 နောက်ထပ်ရထားတစ်လုံးကိုပါနောက်ထပ် open file တစ်ခုကိုဆွဲထားပါတယ် Bishop D7 Bishop E1 ဒီနောက်မှာ Steinitz ကနက်ဘက်ကကစားလို့ရှိရင်လုံနေကြမနီဝါလေးအတိုင်းပဲ Bishop ကိုနောက်ထပ်ကိုပြန်ပို့ထားပါတယ် C1 D2 E1 ဆိုပြီးတော့မနီဝါလုပ်ပြီးတော့ဒီ F2 ပုံကိုလှမ်းကားထားတယ်Knight G4 E4 Knight C E5 Knight takes E5 Knight takes E5 Bishop E2 Bishop C6 ဒီနား position လေးကိုကြည့်မယ်ဆိုရှင်တော့နှစ်ဘက်ကနိုင်ရအောင်ကစားဖို့အတွက်ကမဖြစ်နိုင်တော့ပါပဲလုံးဝကြီးကို pawn structure ကြီးကထပ်တူညီနေပါတယ်ကင်းဆိုင်ဘက်ချမ်းမှာ pawn ၄ကောင်စီကွင်းဆိုင်ဘက်ချမ်းမှာ pawn 2ကောင်စီရှိပြီးတော့ထပ်တူညီနေပါတယ်အဲ့လိုအနေထားမျိုးမှာဖောက်ဖို့မလွယ်ပါဘူးKing F1 Steinitz ကသူ့ရဲ့ F1 ကိုနောက်လှည့်မှာတက်ချင်တက်မယ်ဆိုပြီးတော့ King ကိုပင်မိနေရတဲ့အသာလေးလှမ်းရှောင်လိုက်ပါတယ် Bishop D4 F3 Rook D7 တကယ်လို့ဒီနေရာမှာနက်ကအရန်အနိုင်လိုချင်ပြီးတော့ imbalance တွေလုပ်ချင်ပြီးတော့ Bishop နဲ့မြင်းနဲ့လာလဲခဲ့မယ်ဆိုရှင်ဖြူတာပါတယ်ဘာလို့လဲဆိုရှင်ဒီ Bishop ထွက်လာပြီးတော့ဒီပွင့်နေတဲ့အနေထားမှာဖြူရဲ့ Bishop တွေကရန်အားကောင်းပြီးတော့ဒါရမှာပါနက်မြင်ရလဲဒီနားမှာလက်ပတ်ခုံဖို့ကလည်းနေရာကောင်းတွေကိုသွားဖို့ကလည်းမဖြစ်နိုင်ပါဘူးဥပမာတကယ်လို့ Knight G6 လို့ကွာမျိုးနဲ့ဒီ F4 square လို့နေရာမျိုးလာမယ်လို့ပြင်လို့ရှင် G3 တက်ပြီးထောက်ထားလိုက်လို့ရပါတယ်အဲ့လိုဆိုရှင်မြင်းကသွားစရာကွက်တောင်ပြောက်သွားနိုင်ပါတယ်နောက်ပြန်ဆုံးသွားလွယ်လို့အခြားမရှိပါဘူးဒါမှမဟုတ်ဒီနားမှာပဲနေရမှာပါပွဲမှာတော့ Conspat အဲ့လိုမျိုးသွားမလဲပါဘူး Bishop နဲ့မြင်းနဲ့ဦး Rook D7 ဆိုပြီးတော့ရထားနှလုံးဆင့်ရင်ဆင့်မယ်ဆိုပြီးတော့လှုပ်ထားပါတယ် Bishop F2 Steinitz ကတော့အကောင်လေးကိုရန်လဲကျနေပါတယ် Bishop ချင်းလဲမလားဆိုပြီးတော့မေးရယ် Rook D8 Bishop takes D4 Rook takes D4 Rook takes D4 Rook takes D4 အကောင်လေးပြုံလိုက်ကြီးလဲလိုက်တယ် Rook D1 နောက်တစ်ကောင်ထပ်လဲမလားဆိုပြီးတော့မေးပါတယ် Rook takes D1 check Knight takes D1
King F8 King E1 King တွေကိုစန္ဒာဘက်စီကိုခေါ်လာတယ် Knight G6 ဒီ F4 square လိုနေရာမျိုးခုံကျင်ခုံမယ်ဆိုပြီးတော့နှက်ကပြင်လာတယ် Knight D3 ဖြူကယူမဆိုင်ပါဘူးသူ့မြေကိုစန္ဒာကိုပို့လာတယ် King E7 King D2 King D6 King C3 King C5 G3 Steinitz ဟာသူ့ရဲ့ King တွေညင်းတွေကိုဆက်ပြီးတော့ activate လုပ်စရာပိုကောင်းတဲ့နေရာတွေကိုပို့စရာမရှိတော့တဲ့အနေအထားရောက်တော့မှာပဲ G3 တက်ပြီးတော့ဒီမြင်းရဲ့သွားနိုင်မဲ့အကွက်တွေကိုလှမ်းချုပ်လိုက်ပါတယ် Bishop B5 နှက်က Bishop ချင်းလဲမလားဆိုပြီးတော့မေးရယ် B4 check Steinitz ဟာချက်ချင်းအောင်တန်းမလဲသွားဘူး King ကိုလှမ်းချက်တယ် King B6 Bishop D1 တကယ်လို့ဒီနေရာမှာ Bishop ချင်းလဲလိုက်မယ်ဆိုရှင်လဲ equal ပါပဲ position ဟာဒါမဲ့လို့နှက်က King takes B5 ပြန်စားပြီးတော့နှက်ကနဲလေးရောပို့ပြီးတော့ active ဖြစ်သွားနိုင်ပါတယ်ဒါမဲ့ဒီအနေထားမှာလဲနှက်ကဖောက်ဖို့မလွယ်ပါဘူးပွဲမှာတော့ဖြူက Bishop ချင်းမလဲဘဲနဲ့နောက်ဆုတ်ထားတယ်လမ်းကြုံလို့ရှင် A4 တက်တာမျိုးလုပ်မယ်ဆိုပြီးပြင်ထားပါတယ် King C7 A4 Bishop D7 F4 Bishop C6 E ပုံကိုစားမဲ့ချိန်ထားတယ် King D4 King နဲ့အသာလေးတက်တာတယ် Knight D7 Bishop B3 Steinitz ကသူ့ရဲ့ Bishop ကို activate လုပ်ပြီးတော့ဒီ diagonal ကနေနှက်ပုံတွေကိုလှမ်းကြည့်ရပါတယ် Bishop E8 ဒီညလေးမှာကွန်ပျူတာကတော့ Bishop E8 မရွှေ့ဘဲနဲ့ B6 တက်တာနဲ့လေးပိုကောင်းလိမ့်မယ်ပြပါတယ်ပွဲမှာတော့ Bishop E8 ဆိုပြီးတော့ရွှေ့ရတယ်အဲ့ခါကျတော့နဲလေးရော passive ဖြစ်သွားပါတယ်နဲ့ Bishop ရဲ့သူ့ရဲ့ position ရဲ့ Knight C4 Knight C6 check ဒီနေရာမှာ Knight C6 check မလုပ်ဘဲနဲ့ B5 တက်လိုက်လို့ရှင် position က equal ပဲဖြစ်နေမှာပြပါတယ်ဘာလို့လဲဆိုတော့ပုံချင်းလဲပြီးရဲ့ခါကြလို့ရှင် Knight D4 လို့ကွာမျိုး A5 လို့ကွာမျိုးရွှေ့ရမယ် King B6 လို့ကွာမျိုးရွှေ့ရမျိုးဖြစ်နိုင်တယ်ဒီနေရာမှာဖြူကဘာမှသိလို့ရမှာမဟုတ်ပါဘူးပွဲမှာတော့ Knight C6 check ဆိုပြီးတော့ချက်ထားတယ်အဲ့ခါကျတော့ King C5 ဆိုပြီးတော့ဖြူကင်းကြီးရှေ့တက်လာပါတယ်။နောက်ကဒီနားမှာနိုင်မို့ရေးတရေရဖို့တွေမပြောနဲ့ပြန်အောင်ရှုံးသွားနိုင်မဲ့အနေအထားမျိုးရောက်နေပါပြီ။ဘာလို့လဲဆိုတော့ဖြူရဲ့ကောင်တွေကသူ့ရဲ့ position နဲ့ဟိုထိုးဖောက်ဝင်ရောက်လာပြီးတော့ရန်ကို active ဖြစ်နေပါတယ်။ Knight D8 ဒီနားလေးမှာ D8 ကိုနောက်မဆုတ်ဘဲနဲ့ B8 ကိုနောက်ဆုတ်တာပိုကောင်းတယ်ပြောပါတယ်။အဲ့လိုဆိုရှင်ဒီမြင်းကိုမဒီပါလုပ်ပြီးတော့ဒီ C5 မှာလာထိုင်နေတဲ့ King ကိုလှမ်းမောင်းပြင်မောင်းလို့ရသွားနိုင်ပါတယ်။ပွဲမှာတော့ Knight D8 ဆိုပြီးတော့နှက်ကနောက်ဆုတ်တယ်။ Knight B6 F6 B5 ဒီနေရာမှာ B5 ရွှေ့ရတဲ့နဲလေးပိုကောင်းတဲ့အကွက်ရှိရပြထားပါတယ်။အဲ့ဒါတော့ Knight D8 check ဆိုပြီးတော့မထင်မှတ်ထားတဲ့တောင်စိုးကွက်ကနေပြီးတော့ချက်တာပါ။ဒီဘက်ချက်ကတော့ဒီလိုပါ။တကယ်လို့များနှက်ကင်ကရောက်ပြီးတော့များဒီမြင်းကိုသွားစားမယ်ပြင်ခဲ့မယ်ဆိုရှင်ဖြူကင်းကဒီနားဒီ6 square ကထိန်းထားတာမရှိရတဲ့ကြောင့်မလို့ King D6 ဆိုပြီးတော့ဝင်လာနိုင်ပါတယ်။ King ကဒီလိုလာစားခဲ့မယ်ဆိုရှင် King နဲ့ဒီ Bishop မြင်းကိုချိန်ပြီးတော့တကောင်ကောင်စားမှာပါ။ပြီးလို့ရှိရင်နောက်ထပ်ကြလို့ရှိရင်ဒီ6ပုံဆက်စားမယ်။ပြီးလို့ရှိရင် King side ကပုံတွေကိုတက်မယ်။ Queen side ကပုံတွေကိုလည်းဆက်ပြီးတော့ pressure ပေးပြီးတော့ဖိအားမယ်။King ကြီးကလည်းစန်တာမှာရှိနေပြီးတော့နက် King ကိုလှမ်းထိန်းထားမယ်။အဲ့လိုကြီးကစားပြီးတော့တွွေးရွေးနဲ့တက်ပြီးတော့နိုင်သွားနိုင်ပါတယ်။တကယ်လို့ Knight D8 check ဆိုပြီးတော့လုပ်တဲ့ဥစ္စာကို King D7 လို့ကွာမျိုးရွှေ့ခဲ့လို့ရှိရင်ရောအဲ့လိုဆိုရှင်လည်းဒီနေရာမှာဖြူက E5 လို့ကွာမျိုးတက်ပြီးတော့ position ကိုလုံးဝကြီးကိုပုံးတွေကို fix လုပ်ထားလိုက်လို့ရပါတယ်။ dead square တွေကိုကောက်ထိန်းလိုက်မယ်။ဖြူ Bishop ကကြတော့ဒီ light square တွေကိုထိန်းထားမယ်။အဲ့လိုမျိုးကစားခဲ့မယ်ဆိုရှင်လည်းဖြူသားနိုင်ပါတယ်။နောက်လည်းကြလို့ရှင်လမ်းကြုံလို့ရှင်ဒီပုံးတွေတက်ဖို့ကြိုးစားမယ်။ကဲရလည်းခွင့်ရရနဲ့နဲ့ position နဲ့ကိုဝင်ပြီးတော့ကစားမယ်။အဲ့လိုမျိုးတွေလုပ်လို့ရပါတယ်။ဖြူက space မှာအသာရပြီးတော့နောက်ဘက်ကကြတော့ရမ်းချက်ပြီးတော့ကစားရတာခတ်မှာပါ။ဝဲပြန်ကြည့်လိုက်မယ်ဆိုရှင်တော့ဒီနေရာမှာဖြူက Knight D8 check ဆိုတဲ့အကွက်လေးကိုမရွှေ့ရပါဘူး။ Steinitz ကဒီရလို့ရှင်လည်းနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးပဲ B5 ဆိုပြီးတော့တက်ထားတယ်
A takes B5, A takes B5, Bishop G6, Bishop C2, Bishop H5 ဒီနားလေးမှာပဲသူတို့နှစ်ယောက်ကပွဲကိုဒီလုပ်ဖို့အတွက်သဘောတူခဲ့ကြပါတယ်အဲ့လိုနဲ့ပဲ19ပွဲအထိကစားပြီးရနောက်မှာတော့ Steinitz က7မှတ်ခွဲ Gonsberg 8မှတ်ခွဲနဲ့ Steinitz ကဒီတတိယအကြိမ်မြောက်ကမ္ဘာချန်ပီယံလူပွဲမှာလည်းနိုင်ရပြီးတော့ချန်ပီယံပွဲကိုဆက်ထိန်းထားနိုင်ခဲ့ပါတယ်ဒီနေ့ပြောခဲ့တဲ့ Game 19ရဲ့ review season လေးကိုတော့ဒီနားမှာပဲရပ်လိုက်ပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်